မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Xiaomi ဖုန်းတွေမှာ Power Clock နှစ်ချက်နှိပ်လို့ရှိရင် Flatme ဖွင့်လို့ရတဲ့ setting ကိုပြောပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံး setting နဲ့ဝင်လိုက်ပါ additionally setting နဲ့ဝင်မယ်ပြီးလို့ရှိရင်အောက်နာလေးဆွဲချလာလိုက်ဒီမှာ capture shortcut ဆိုပြီးတော့ရှိတယ် capture shortcut တွေကိုတစ်ချက်ဝင်လိုက်မယ်ပြီးလို့ရှိရင်အောက်နာလေးမှာ turn on flat light ဆိုပြီးတော့ရှိတယ်ဒီမှာလေးပါနော်ဒီကောင်ကိုတစ်ချက်တော့နှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ off နေတယ်ဆိုလို့ရှိရင်ဒီကောင်လေးကို on ပြလိုက်ပါ okay on ပြလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ on ပြလိုက်ပြီဆိုလို့ရှိရင် power button နှစ်ချက်နှိပ်ကြည့်ပါ okay ဒါဆိုလို့ရှိရင် flat light လင်းနေတာကိုတွေ့ရမှာပေါ့နော်နောက်ထပ်နှစ်ချက်ထပ်နှိပ်ရင် flat light ကပြန်ပြီးတော့ပြန်ပိတ်သွားတော့ဗောနော်တချို့ကပြောကြတာရှိတယ်ဒါမျိုးလုံးများလို့ရှိရင် power clock နာတာလို့ပါတော့ဗောနော်ဒါတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်လိုက်လုပ်ကျင်တယ်ဆိုလို့ရှိရင်လည်းလိုက်လုပ်လို့ရတယ်အရေးပေါ်အခြေအနေနဲ့တောင်းကျင်တယ်ဆိုလို့ရှိရင်လည်းဒါလည်းဖွင့်ရတယ်ပေါ့နော်ကျွန်တော်တော့အများတန်းဖွင့်ရတယ်ဒါတစ်ခါတလေမှာလမ်းသွားလမ်းလာလို့အရေးပေါ်အခြေအနေဆိုလို့ရှိရင်နှစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်အတူတူပွေလာပြီပေါ့နော်